အစပြုဖန်တီးသူများ၏အမှားများ YouTube ကိုပြန်ဆောက်လုပ်ရင်ကျွန်တော်ဘာတွေကွဲပြားစွာလုပ်မလဲ YouTube ကိုစတင်တည်ထောင်ခဲ့တာကကျွန်တော်အတွက်စိတ်လှုပ်ရှားစရာပါပဲဒါပေမဲ့မြန်မာနိုင်ငံမှာအစပြုဖန်တီးသူတယောက်အနေနဲ့ကျွန်တော်လည်းအမှားတွေအများကြီးလုပ်ခဲ့မိပါတယ်ကျွန်တော်ရဲ့ YouTube ခရီးကိုပြန်စနိုင်မယ်ဆိုရင်ကျွန်တော်ရဲ့လုံးမဲ့အများတချို့ရှိလာတယ်ဒီဗီဒီယိုမှာဒီသင်ခန်းစာလေးကိုခင်ဗျားတို့နဲ့မျှဝေခြင်းနဲ့ပေါင်းတဲ့ကျွန်တော်ကိုစောစောစပါတယ်ကျွန်တော်ကိုကြားစွာလှုပ်ဆောင်တဲ့တစ်ခုကတော့ကျွန်တော်ကိုစောစောစတင်ပါမအချိန်များကြီးပြီးတော့ဆိုရင်ဆောင်ဆိုင်နေရတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကဒီဆုံးပြည့်စုံလို့လိုအပ်တယ်လို့ထင်နေတယ်။ဒါပေမဲ့တော့ဒီနည်းဆိုတစ်ခုလို့ဆောင်ဆိုင်နေဆိုတာကျွန်တော်နားလည်တယ်။အားနဲ့ကျွန်တော်ကပြည့်စုံမှုကိုသိအာရုံစိုက်ပါတယ်။ကျွန်တော်ဆောက်လုပ်တုန်းကဒေးဖြစ်တာအတန်တင်းတာနဲ့ဒေးခွဲလေးတွေအတွက်အញ្ញဆိုးရင်ခဲ့တယ်။အခါတရံဒေးဖြစ်ခြင်းကိုအချိန်ပေါင်းများစွာတစ်ခါတလေလေလုပ်မိပါတယ်။ဒါပေမဲ့ကြီးစုသူတွေကပြည့်စုံမှုထက်ရိုးသားမှုနဲ့သုံးဝင်တဲ့အကြောင်းအရာတွေကိုပိုပြီးစိုက်ရရှိပါတယ်။အခုဆိုရင်ပြည့်စုံတဲ့ဗီဒီယိုတွေထက်တိုးတက်မှုကပိုရေးကြီးတယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ပိုင်း3ကျွန်တော် thumbnails နဲ့ title တွေကိုစောစောစီးစီးလေ့လာပါပါ။ကျွန်တော်ပြန်ဆောက်နေဆိုရင် thumbnail design နဲ့ video ခေါင်းစဉ်တွေကိုပိုစောစောတင်နေပါပါ။ကောင်းမွန်သောပုံမြင်များနှင့်ရှင်းလင်းသောခေါင်းစဉ်များသည်သူများအားဗီဒီယိုများကိုသတိပြုမိစေရန်ပေးသည် message ကရှင်းလင်းနေပြီးရိုးရှင်းတဲ့ပုံစံတွေအောင်ကောင်းကောင်းလုပ်နိုင်တယ်။ပိုင်းလေးပိုပြီးအဆက်မပြတ်အလုပ်လုပ်ပါမယ်။စားကတော့အကြောင်းလို့ဖြည်းဖြည်းချင်းအလုပ်လုပ်ခဲ့တယ်။ဒါပေမဲ့ YouTube မှာတသက်တည်းရှိပြီးတာအရေးကြီးပါလေ။ပုံမှန်အလုပ်တင်ခြင်းနည်းနည်းကြီးနည်းရှိနေတယ်အစီအစဉ်တစ်စိတိုးတက်ကောင်းနေခြင်းပြင်ပေးနိုင်တယ်။ပိုင်းကကျွန်တော်ဒီကိုမြင့်တက်တာ။ကျွန်တော်ကိုပြားစွာလှဆောင်တဲ့မဖက်ရသူကတော့လုပ်ငန်းစဉ်ကိုကိုကြီးမြင့်တက်ပူတာ။ဟာတရံမှာအစပြုသူတွေဟာကြည့်ရှုမှုတွေနဲ့ subscriber တွေအတွက်အရန်စိုးရိမ်တက်ကြပါတယ်။ဒါပေမဲ့ YouTube ဟာကျွမ်းကျင်မှုအသစ်တွေတီထွင်ဖန်တီးနိုင်စွမ်းနဲ့ယုံကြည်မှုတွေကိုသင်ယူခြင်းနဲ့လည်းသက်ဆိုင်ပါတယ်။ကျွန်တော်အမှားတွေလုပ်မိပေမဲ့လည်းဒီခရီးကိုစတင်နိုင်ခဲ့လို့ကျွန်တော်ဝမ်းသာနေသေးပါ။ဗီဒီယိုတိုင်းကကျွန်တော်ကိုအသစ်တစ်ခုခုသင်ပေးပါတယ်။ကျွန်တော် YouTube စလုပ်တုန်းကအမှားများစွာရှိခဲ့ပါတယ်။ဒါပေမဲ့အမှားတွေကနေသင်ယူနိုင်ခဲ့ပါတယ်။ Beginner Creator များအားလုံးကိုအားပေးပါတယ်။ကျေးဇူးတင်ပါတယ်။ငြိမ်းချမ်းမှုတဲ့အပေါ်တွင်ရှိပါစေ။ကျေးဇူးပြု၍ကြိုက်နှစ်သက်ခြင်းမျှဝေခြင်းဖတ်ချက်ပေးခြင်းနဲ့ subscribe လုပ်ပါ။